that do change it down, help me. တဆက်ထဲမှာပဲမန်းသူကျွန်တော်ကကတ်တွန်းပညာကိုစေရနာဝါဒနာအနစ်နာခံပြီးကျောင်းသားဗဟုပြုသင်ကြားပေးခဲ့တဲ့ဆရာကတ်တွန်းစိန်မိုးဟာမျိုးဆက်သစ်လူငယ်တွေကိုဘယ်လိုကတ်တွန်းသင်ယူတွေနဲ့သင်ကြားပေးနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးမြန်းကြည့်ခဲ့ပါတယ်ရှင်။ဒီအကြောင်းကိုလည်းဆရာကတ်တွန်းစိန်မိုးကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်။ကြတော့ဒီများနဲ့ဆိုင်အများကြီးကျွန်တော်က reference တွေအများကြီးဖြစ်သွားတယ်။စောင်းဖွင့်နိုင်ရဲ့စောင်းဆိုင်ရဲ့ကောင်းကျိုးအများကြီးစောင်းအများကြီးကိုကြည့်ရဘဝတခုလုံးပြောင်းသွားတယ်စောင်းကကလေးတွေကပြောတာဆရာများတွေကောင်းနေလို့မင်းတော့ဆရာတယောက်တည်းနဲ့တော့တချို့စကားလုံးပုံရှိတယ်လို့ဆရာများသားသိမသိဘူးလို့မင်းတို့ပကြီးကတော့ဆရာများတွေကောင်းနေပဲတဝူးစီမှာအားသာချက်တွေရှိခဲ့လို့သူတို့ကြီးကနေရောက်အောင်တင်ဆရာချုံမိုးသားကြီးတင်တဲ့အခါကျတော့ဘောတကလာပြန်အရင်ကောင်းတော့ဒီစုတ်တန်ကြိုင်မုံကြိုင်နေရေးကြည့်တရုတ်တက်ကတဲ့တွေဘာဆောင်မှုဆိုကျွန်တော်ကြီးမှာမကြီးဆောင်တွေအများကြီးရှိနောက်တက test book ကအတုံးလိုက်တက်လိုက်ကြီးဟုတ်ကျရှင်းစရာတွေဘာကြောင့်အောင်မလဲတဲ့နားလည်အောင်ရှင်းပြနိုင်လို့ဘာသာရေးဆိုင်ဆောက်တွေဆောက်ကြီးတိုင်းဒီဆာမင်းတော်ဒီလိုတင်မဲ့ဒီကအချိန်ပြီးရင်ထွက်သွားမယ်ဆိုရင်မရအောင်ကျောင်းသားကိုဆွဲအောင်တင်လို့အခုပကြီးပါလဲကျွန်တော်ဆွဲအောင်တင်ခင်ဗျတတိထားမိမှာဆွဲအောင်တင်ကိုယ့်အဘောနဲ့ကိုဆွေးနေတယ်တချို့ကကြတော့များတယ် beginner ပေါ့ကလေးလေးတွေအတွက်ကြတော့ဘယ်လိုရေးရမလဲဘယ်လိုတွေးရမလဲဒါကျွန်တော်တို့ဟိုတုန်းကရဲစရာမဂ္ဂဇင်းဆိုတာရှိတယ်ဆောင်းဝင်းဝေလို့လောက်တာအဲ့ရဲစရာမဂ္ဂဇင်းတွေထဲမှာကြတော့ကာတုံးအတွေးစားလေးတွေဘယ်လိုတွေးမလဲအရုပ်ကလေးတွေရေးပြဒီကနာကာတုံးဝါနာပါတဲ့လူအဲ့ဒီစာသားပြေခိုင်းတယ်ဒါမျိုးလေးစနစ်လေးလည်းကောင်းတယ်အရုပ်ကလေးတွေရေးပေးတယ်အဲ့ဒီမှာတင့်တော်မဲ့စကလုံးလေးထည့်ပေးပါစေဟာတမြောက်သွားတယ်တချို့ကိုတော်မတွေးမိပဲနဲ့တော်တော်ဟာတမြောက်သွားတဲ့ကာတုံးတွေအဲ့ဒီဝါနာရှင်ကဏ္ဍမှာဝင်ရင်းနဲ့အခုလက်ရှိကာတုံးလောက်ကထဲမှာကျင်လည်နေတဲ့လူတွေတော်တော်များများတွေ့ရဒါရဲစရာမဂ္ဂဇင်းရဲ့လုံးတဲ့ style မျိုးလဲကျွန်တော်ကြိုက်တယ်အဲ့ဒီကာတုံးရင်းနေတော်တော်များများ YouTube တို့ဘာတို့မှလည်းကြည့်လို့ရတယ်တော့နောက်တစ်ခါ Facebook ဒါအဲ့မှာလည်းကြည့်လို့ရတယ်ကာတုံး international ကာတုံးလို့ရိုက်ထည့်လိုက်ရင်ကာတုံးနဲ့တန့်ကြတာဟောတကလာ training တို့ဘာလို့ဆိုလဲရိုက်ထည့်လိုက်ရင်ကြတာတော်ကောင်းပါတယ်အခုနောက်ပိုင်းကျွန်တော်တို့ငယ်တော့စောက်စရန်အမြဲတမ်းရှားပါတယ်ဆရာကြီးဦးအောင်ချေတို့ကာတုံးစောက်လေးတွေထုတ်တယ်ကျွန်တော်တို့ကကလေးတွေကိုကျွန်တော်တင်နှံပြတဲ့အချိန်မှာမုံမိုးတဲရနေပြီကိုယ်ပိုင်စောက်လေးတွေဝယ်ဖို့မုံမိုးကျွန်တော်တို့ငယ်တော့တမတ်ရ10ပြားကိုစုတာ15ပြားဖို့ဝယ်စားအဲ10ပြား9ရက်လောက်စုလိုက်ရင်9မှုရ9မှုဆိုစားဆောင်2ဆောင်ဝယ်ဖတ်လို့ရနော်တမတ်ကို2ဆောင်ရတယ်စမ်းတော့တာတို့ဘာလို့ပြောချင်တာအခုကစောက်စရန်မှာရှားဘူးဒီ guideline ပေးနိုင်မှုကလေးတွေကိုဘယ်လို salary လုပ်ဖို့ဘယ်လိုလေးလာဖို့ခဲတယ်မလို့ကြိုင်တာစပြီးဖားလာပြီအခုခဲတယ်ကိုတလက်မတော်လေးထုတ်ပြီးအားသုံးနေရရှိတယ်လက်ကောက်ဝစ်တဲ့နေရတတော်စစ်တဲ့နေရပကုံးတဲ့နေရဒီအားသုံးနေရအကြောင်းကလေးရှင်းပြလာအဲ့ဒီကလေးတွေကဘယ်လိုပဲဖြစ်ဒီအားတွေကိုသုံးတတ်သွားရင်ငင်းချောင်းတွေလှုပ်တတ်သွားရင်ဒါဒီကလေးကဘာဝုန်းလာတာလှုပ်နိုင်တဲ့အဆင့်ဒါလက်တွေ့ထားတဲ့အတွေ့ပေါ့တချို့ဟိုကလေးတွေကတိုင်ဝဲနီးမှဝင်ပြီးကြိုးစားရင်မရအောင်အားလုံးက training စီးပြီးသားတွေဟိုတလောကတရုတ်ပြည်မှာကလေးတွေဗမာကလေးတွေရလာတန်ရုံးမှာဖြစ်ရရ training ကြီးရတရုတ်ပြည်မှာပကြီးနဲ့ပတ်သက်လို့ဆူရဖို့ဆိုတာတော်ခဲတယ်ဟောဆိုသူတို့ကငယ်လေးတွေကစုပ်တန်ကြိုင်မှုတယ်ငယ်လေးတွေကကလောင်ကြိုင်မှုတယ်အဲ့ဒီကလေးတွေနဲ့ပြန်ရတာဆူရလာတယ်ဆိုတော့အင်မတန်မှတိုးတက်တဲ့လာတယ်တော့ကလေးတွေမှာလည်းအမြင်တွေရှိတာဘယ်ပညာမဆိုစနစ်တကျသင်ထားရင်ကိုကောင်းတယ်ကျွန်တော်ငယ်တုန်းကပြန်ရဖို့လွတ်လပ်ရေးပွဲတို့ဘာလို့ဝင်းပြန်တယ်မရအောင်ဘာကြောင့်မရမှန်းဆိုတော့ကိုတော့သိတယ်ဘာလို့နေမှလည်းမသိဘူးအဲလွတ်လပ်ရေးနေ့ကျတော့အဲ့ဒီအရာတွေဆူရတဲ့ပုံလေးတွေခင်းပြတယ်ဟောအားတင်းတော့ကောင်းတယ်ကာရာတွေစုံ action တွေပါတယ်တော့အဲ့ခေတ်က socialist ဆိုတော့လူသမားတိခွဲနေတဲ့ပုံတွေလေသမားတွေလေစိုက်နေတဲ့ပုံတွေတော်တော်ကောင်းတာကောင်းမှာပေါ့သူတို့ကပကြီးဆရာရဲ့ညီတို့ပကြီးဆရာရဲ့သားသမီးတွေနောက်ပကြီးဆရာအတိုင်းဝိုင်းတွေကကလေးတွေပြောရင်အဲ့ဒီကလေးတွေအားလုံးကတင်တန်းတက်ပြီးသားနော် training ကြီးပြီးသားဒါကျွန်တော်တို့ကဟိုရောက်တော့မှကိုရေးဘူးတွေကနော်ဝရကလာဘူးတွေကစောက်တံပေါက်ဆုံးတာလေးနဲ့ရေးဘူးလားဟိုရောက်တော့ကစောက်တံကြီးတွေချပြီးဆေးတွေကအိမ်လုံးနဲ့ပြော်တာဘလို့ခိုင်လို့ခိုင်မှမသိဒါကူမရတာကျွန်တော်အဲ့ဒီအခက်ခဲကိုဖြေရှင်းတာနော်အခုဒီတန်းပေးတယ်ဆိုတာလဲအဲ့ဒီလိုကလေးလေးစောက်တံနဲ့ဆေးနဲ့ရင်းနှီးအောင်ကာလာတီယိုတွေအကြောင်းပြောပြမယ်နော်အလင်းမောင်အကြောင်းပြောပြမယ်တုံးဆိုတာပါ composition ဖွဲ့စည်းမှုနဲ့ထားသူအရေးကြီးရယ်ဒီကားတစ်ချက်ဖန်တီးမယ်ဆိုတော့ပြောချင်တာ eye level 3ခုပဲ normal view ပုံမှန်လေးကြည့်ရတော့ one eye view တော့မော့ကြည့်ရမယ် bad eye view နဲ့တကောင်ရဲ့မျက်လုံးနဲ့ကြည့်ရအပေါ်စီးကနေကြည့်ရ view အမြင်တွေကိုရှင်းပြစေသားအလှော်တွေလေယာတွေအကြောင်းပြောပြမယ်လေယာဘယ်လို
လွှားတယ်စူပါရင်ပိုးစိတလောဟာပြီးမှတလောတင်ရတယ်ဆိုတဲ့အကြောင်းဒါတင်ရဒီရက်တူတင်တန်းလေးမှာဒီကလေးတွေက view မြင်သိသွားမယ်ဝါဒကလာ theory သိသွားမယ်တုံးတွေလေယာတွေအကြောင်းဒါမှဒီကလေးကဘလိုမျိုးကြီးတက်မသွားတော့မှရင်းနှီးတော့ဒါပကြီးဆိုတာဒါပါလားဒါ art တရားဒီ art အလိုင်းဒီ line ဒါ line ကပြုတ်ရှိတယ်အမာရှိတယ်ဒါလေးရှင်းပြပြီးလက်တွေ့စေရခိုင်းမှာခဲတံကောတာဇောပြောသလိုခဲတံကိုင်မောင်ကိုင်ကြီးတင်လိုက်ရင်သူရဲသွားတာဒါမှကလေးတွန်းဆုပ်နေဖြစ်နေအဲတွန်းဆုပ်မဖြစ်အောင်တတ်ဒီအိုင်ကန်တူလုံနိုင်တယ်သူ့ကိုတတ်ဒီမင်းလုံနိုင်တယ်မင်းမှာဆောင်းအားတွေရှိတယ်ဒါအဲ့ဆောင်းအားတွေကိုအတုံးချအဲ့လိုကလေးလေးတွေကိုပေါ့ချီးမွမ်းပြီးတယ်အလေးကျင့်လေးလဲပကြီးနီပြတယောက်ကလို့ချီးမွမ်းမယ်ကျွန်တော်ဒီမှာဆိုချီးမွမ်းရတယ်တယောက်ပုံတယောက်ပြပြီးလက်ကုပ်တီးရတကယ်လဲကောင်းတယ်ခဲကြည့်ပါဦးသူ့ကိုဂုဏ်ပြုလိုက်ပါဦးဆိုအားလုံးလက်ကုပ်တီးရအားလုံးလက်ကုပ်တီးတဲ့အခါမှာဒီကလေးရဲ့စိတ်ထဲမှာကြည်နုဆိုတာငါပုံလေးကိုတကယ်ချင်းတွေကအားပေးတယ်နော်အားပေးတယ်ချီးမြှောက်တယ်မုဒိတာစိတ်ပေါ့နော်ကလေးကိုမုဒိတာစိတ်ကလေးတွင်းပြီးသူ့ကျိုးရတာအိမ်မှာလည်းမ Friday လို့အားတွေကလို့ចောင်းစာတော့မတိခိုက်စီနဲ့နော်ပကြီးပဲတိုင်ဆွဲလို့ဆောင်ဝဲကြသွားတဲ့လူတွေရှိတယ်ပြောကြရင်တော့ပကြီးတင်နှန်းပေးတယ်ကာတွန်းတင်နှန်းပေးတယ်ဆိုရင်ကိုရှေ့ကရှောက်လန်းသွားတဲ့ဆရာကြီးတွေအကြောင်းတွေလဲကလေးကိုဘုဇုရပဲပြောပြကျွန်တော်ဒီမှာတင်နေဆိုရင်ဥပညာစာတည်ဥပသက်တည်ရနောက်ဥဝင်းမောင်တို့ကိုစိန်မင်းတို့တည်မယ်ဥပ္ပဥသက်တည်မယ်ဘာကြောင့်ဒီကပြတန်းချက်တွေမှာပါဝင်နေကဘာလုပ်နေတယ်သူကမစဲအောင်လို့ကျွန်တော်အကုန်လုံးပြောတာကျွန်တော်ဒီမှာတင်နေကလေးတွေဆရာကတွန်းစိန်မှုဟာပြင်ပကျောင်းတွေကပဲဖြစ်ဖြစ်အဖွဲ့အစည်းများကပဲဖြစ်ဖြစ်ဌာနဆိုင်ရာတွေကပဲဖြစ်ဖြစ်ကတွန်းပညာသင်ကြားပေးဖို့ဖိတ်ကြားတဲ့ညီသည့်နေရာကိုမဆိုဘလောက်ပဲဝေသင်ကြားပြသဖို့နောက်မတွန့်သူပျော်ရွှင်စွာသင်ကြားပေးတဲ့ဆရာတဦးဖြစ်တယ်လို့ဆရာရဲ့နေအိမ်မှာလည်းကတွန်းပညာပကြီးပညာတွေကိုသင်ကြားပေးနေတဲ့သူတဦးဖြစ်ပါတယ်ရှင်။ဒါ့အပြင်မျိုးဆက်သစ်ကလေးတွေပေါ်အင်အားတွေရှိအောင်တတိရှိအောင်စိတ်သက်ပိုင်းဆိုင်ရာကအစသင်ကြားပေးသူတူလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမှန်သူကျွန်တော်မေးကြည့်ခဲ့တာကကတ်တွန်းပညာမှာစောင်းရန်ရှောင်းရန်အချက်တွေရှိသလားဆိုတာပါ။ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ကတ်တွန်းထဲမှာမပြောင်းအောင်မဲ့အလောဟာကြီးရှိတယ်ကိုဝင်ဆောင်တဲ့မပြောင်းအောင်ဖုန်ကြီးရမပြောင်းအောင်ကတ်တွန်းထဲမှာထည့်ပြီးရဘာသာရေးမပြောင်းအောင်ဆွမ်းနာမကြတွေမလောင်အောင်မျက်စိကွယ်နေတဲ့ဒီမလောင်အောင်များသောအားဖြင့်မဂ္ဂဇင်းကတ်တွန်းထဲမှာလောင်လာတွေပါတွတ်တွေ့ဒီအားနဲ့ချက်ကိုပေါ့မလောင်အောင်အသစ်ကချင်းဝတ်ပေါ့ချင်းဝတ်ရှိရတကယ်တော့စီကန်းဆိုတာချင်းဝတ်အသစ်ကအရေးကြီးတယ်ရှောက်မလို့ပါဘူးလေဗယ်တွေကတော့အများကြီးပေါ့ညဉ့်ညမ်းတဲ့ဟာတွေမရေးအောင်စကလုံးအပြင်ကျမ်းတာမရေးအောင်ကဘာမစစ်မဖြစ်ရမယ်တနေရရှိရမယ်လေတော်ရငိမ့်ချမ်းမှုရှာပါကွန်ရှင်နေတဘာဝရဲ့ရင်သွေးငယ်လေးတဘာဝရဲ့ရင်သွေးငယ်လေးပိုင်ဆိုင်နာအားလုံးစွန့်ငါနေနာလို့စရာလည်းမရှိတော့ပဲမဲသူမစောအားလုံးတန်းလို့ရေကိုလို့ချင်နာမှုနဲ့လေလောကတစ်ခုတည်နေအရာရာလာပါရနေအရာရာတန်ရှင်ရနေထောက်ရနေကြရှာပါဘူးရှင်နေဘာဝရဲ့ရင်သွေးတဘာဝရဲ့ရင်သွေး
တီနေအရာရာလာလာလာပါရမည်အရာရာတန်တန်တန်ရှိရမည်ထောက်ရမည်ချမ်းရှာလာပြောချင်နေတဘာဝရဲ့ရင်သွေးငယ်တွ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 ေပရိသတ်များရှင်ဆရာကတ်တွန်းစိတ်မှုပြောပြလို့ကတ်တွန်းပညာမှာလည်းလိုက်နာရမယ့်ကျင့်ဝတ်တွေစည်းကမ်းတွေရှိတယ်ဆိုတာကိုပုံမှုပြီးတော့သိရှိခဲ့ရပါတယ်ဆရာကတ်တွန်းစိတ်မှုဟာမျိုးဆက်သစ်ကလေးငယ်တွေကိုကတ်တွန်းပညာကိုသာမကပဲပကြီးအမှုပညာနဲ့ပတ်သက်ဆက်နွယ်တဲ့အထွေထွေဗဟုသုတတွေအပြင်ကြပြတွေကိုလည်းချစ်တတ်အောင်သင်ကြားပေးသူတူဖြစ်ပါတယ်အနေအေးရိုးသားတဲ့ဆရာစိတ်မှုဟာကတ်တွန်းအမှုပညာနဲ့လှုပ်ရှားခဲ့တဲ့ပရဟိတလုပ်ငန်းအချို့မှာလည်းပါဝင်ခဲ့ပါသေးတယ်ရှင်ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်ကလေးတွေတန်းပေးတယ်ကိုယ်ကိုယ်တိုင်လည်းရေးတယ်အိုင်ဒီယာရရင်ရေးတယ်ဘယ်သူကလာခိုင်းခိုင်းမငြင်းမယူလုပ်ပြီးတော့အဲ့လိုကရီကေချာတွေပါတွေဝင်ရေးရအတင်းဖွဲ့တွေကကြတော့စုံစာလုပ်တဲ့ခါကျတော့ပေးပါတယ်ဖောင်တိန်တို့ရေးတဲ့စက်ကူတို့မင်းအိုးတို့ပေးနော် NGO တို့ဘာတို့ကလည်းရေးခိုင်းတာရှိအများကြီးပဲချိန်ပြင်းငင်းချမ်းရေးတို့လေပေးရေးပေးအများကြီးပဲနိုဘိုတယ်မှာလုပ်သေးတယ်နော်နိုဘိုတယ်တော့ကလည်းကောင်းစင်တွေအများကြီးလာတယ်လူငယ်တွေလှုပ်ရှားနေတဲ့ဒီကိုဘိုးချစ်တို့အရွယ်တွေအောင်မောတို့စီသူကျော်တို့သူတို့တွေကတက်တက်လက်လက်နဲ့လှုပ်ရှားဘာတော့တက်ရွယ်ကြီးပြီးတော့သူတို့ဆရာထားရေးမယ်ဆိုလည်းရေးပေးတယ်ဒါအဖွဲ့အစည်းတစ်ခုရှိနေတယ်အခုတာရဲအဖွဲ့အစည်းတော့အခုဥက္ကရာတည်သွားပြီအခုကတ်တုံးမီဆွေတို့ကတက်နိုင်များသူတို့တနိုင်တဲ့ပိုင်းအသိဉာဏ်မဝင်မဟုတ်ဘဲနဲ့သူတို့တနိုင်တဲ့ပိုင်းလိုက်ကူညီနေတာတွေလည်းရှိတယ်တောင်းတဲ့တောင်စီလုံးကြီးမှုရှိတယ်ကျွန်တော်ကစာအုပ်တို့ရတာရင်လည်းဆရာတို့ဒါလေးတော့ကောင်းတယ်ဗျသွားပြဟာဟဲ့အောင်ဘယ်သူနေမကောင်းတာတော့ဘာဖြစ်လဲနေတော့မသေးတော့ဘူးပါတယ်ဒါမေးရမယ်တဲ့ကတ်တုံးမီဆွေကပြောချင်အသိဉာဏ်မဝင်တွေကိုကျွန်တော်တို့ကကိုဗစ်ကာလမှာအကုန်လူပလိုက်တာ360ကျော်ဒါအများအတွက်ပဲထပ်မံပြီးတော့ဆရာစိတ်မှုကိုမန်းသူကျွန်တော်မေးကြည့်ခဲ့တာကဆရာအနေနဲ့ဘယ်သတင်းစာဂျာနယ်တွေမှာရေးသားခဲ့တယ်လဲဆိုတာပါဒီအကြောင်းကိုလည်းဆရာကတ်တွန်းစိတ်မှုကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်တော်ရီခေကကျွန်တော်တို့ကရေးထူးခြားအောင်ရေးရပါတော့ထူးခြားအောင်ဆိုတာဖတ်ပြီးတော့ဟာဒါမှကာတုံးကွာတပိတ်ဆိုင်မှာကိုဘေးမှာပြောနေကြတာဟာဒီကာတုံးမျိုးငါစောင့်နေတာကြာပြီလို့ဒါမျိုးလေးတွေစီမွန်းခံရတာမျိုးတွေဟာတော်ရီမှာကာတုံးပါဖို့ဆိုတာကိုဖက်ဖက်ကပြည့်စုံအောင်1989ခုနှစ်မှာကာတုံးတဲ့ပုံပါတယ်သတင်းစာလိုက်ပြီးတော့88တနစ်ပဲရေးလိုက်ရတနစ်ပဲရေးလို့ဘယ်နဲ့ရေးလို့ရေးအောင်နှစ်ပေါင်း20ဝန်းကျင်တော့ရသွားတာရှောက်လုပ်ငန်းလုပ်တယ်စောင်းဆိုင်လုပ်တယ်စောင်းဆိုင်လည်းအောင်မြင်နေတဲ့ခါကျတော့အဲ့ဘက်ကိုနဲ့ဝါနာပါတဲ့တူတဲ့လူတွေကိုစောက်တွေကိုယ့်ရဲ့ကြံကိုတဲ့ reference တွေအကုန်လုံးပေးတယ်ဆရာကြီးတွေပါတဲ့ magazine တွေလည်းပါဘူးတဲ့နောက်တစ်ခါမြို့နယ် magazine တွေပါတယ်တော့မဟာအောင်မြေတို့ဘာလို့ဆိုတာအများကြီးရေးတယ် magazine တွေပါတယ်တော့မန်းလေးပုံရိပ်တို့ဘာလို့လဲပါတယ်တောင်းရင်တော့ရေးပေးတယ်တက်ကိုကဒါနဲ့ရက်တီရမဟုတ်တဲ့ခါကျတော့ကြီးတဲ့ကြီးအားမထုတ်ဖြစ်ဘူးဒါပေမဲ့ခုနောက်ပိုင်းတော့ဒါအတမှုပန်းကြောင်းလည်းဖြစ်တယ်ကိုဝါဒနာလည်းဖြစ်တယ်ဒီအသက်ရွယ်ရလည်းဒါပဲလုပ်တဲ့နဲ့လုပ်တယ်တော့ဒါပဲလုပ်တယ်နောက်တစ်ခါဂျားနေကျွန်တော်တို့ပင်တိုင်းကတ်တုံးဆရာလို့ဘာလို့အများအားတွေ့နေရတဲ့လူတွေတွေ့ရတဲ့ကငါတော့ရေးလို့တိုးလို့ confident ပေါ့နော်ဟန်တာဟူဒီတောင်တိုးခဲ့သေးတာဟာရေးကြည့်မယ်ဆိုပို့ပါလာဆရာကောင်းတန်းတို့လုပ်တဲ့ politics ဂျာနယ်ရန်ကုန်ကထုတ်တာ politics ဂျာနယ်နောက်တစ်ခါ ladies weekly 11တို့အဲ့ဒီထဲမှာလည်း3ညဂျာနယ်တွေကမန္တလေးရဲ့အခြေစိုက်တဲ့မန်းတောင်ရိပ်တို့ရွှေမန္တလေးတို့ပန်သက်စာရေရနာဘုံမန္တလေးနေစဉ်အခုလဲကျုံရင်ရေးပါတယ်အခုကျမရေးရနည်းနည်းပါးနားရတာဆိုပေမဲ့ဒီတိုင်းကတ်တုန်း sense ကရောက်လာဒါလည်းရတဲ့ဒီပါတယ်အဲ့လောက်ဒီလုပ်ပြီဆိုရင်အဲ့လောက်ဒီအဲ့ရတဲ့ဒီပါလာမှသူကကတ်တုန်းအလုပ်ဖြစ်တာအဲ့အရာရရင်ကောက်မှတ်ထားတယ်ဘာဘလို့တင်ပြလို့တင်တာကတ်တုန်းပညာကိုယုံကြည်မှုရှိရမယ်နောက်တစ်ခါခံယူချက်နဲ့ယက်တီချက်ရှိရယက်တီချက်ဆိုတာပြည်သူလူထုအတွက်ရေးကြတဲ့ကလူထုရဲ့အတန်နဲ့ရေးရဒါဆရာဝန်နဲ့မိမ
ဆောင်ဦးရတဲ့လူလူရဲ့အတန်လူလူရဲ့ခံစားချက်ကိုရှာပြီးတော့ရေးရင်ကတော့ပြောင်းမောက်တယ်လို့ဆုံးမဝါဒပေးခဲ့ဘူးပါတယ်အခုလေဘရောင်းတောင်ကိစ္စတော့ဘာလို့ကျွန်တော်ရေးဦးတယ်ရှိရဲ့စီစီရဲရတယ်မျက်စိရှမ်းတော့အောင်မယ်ကျွန်တော်တို့ရေးတယ်ဖွက်ရေးရတယ်စောကြီးဆိုတာဒီအခီရထိုးတာရှေအခီရတယောက်ကပို့ထိုးတယ်နောက်တယောက်ကပြည်ကြီးတွေပေါက်တယ်ပေါက်ချွန်းကြီးတန်းတာနောက်တယောက်ကလည်းစောကြီးပဲပေါက်ချွန်းတန်းတာလည်းစောကြီးကပြောတာရှေဖြစ်ချင်တာနဲ့တဲ့ဖိုးထိုးတဲ့ကေကုန်ပြီကွာတဲ့တောင်းလေးဖြိုပြီးတော့သင်္သာရတွေတူးပေါ်လေရှေဖြစ်ပါတယ်ကွာတဲ့ဒါလေးပါပဲနော်ဒီပြတော်တော်များများသတင်းစာတွေကလည်းတချို့ရှိပြီးသားလူတွေလည်းအများကြီးသူတို့တချို့လည်းပင်တိုင်းလူဖြစ်နေအမှန်တော့အဲ့ပင်တိုင်းလို့မရှိဘူးအားကြိုးစားရတာဟန်တော်ဒီမှာလည်းပင်တိုင်းပါတဲ့လူတွေကကြိုးစားရတာနော်ဟိုလိုမျိုးပင်တိုင်းသူကတော့ကံကြုံမလို့ထဲလိုက်ကွာဆိုရင်မဟုတ်ဘူးကြိုက်မှထဲတယ်အဲ့ဒီဒါကသူနှစ်နှလုံးဟာရရနဲ့တိုက်မှထင်ရနဲ့ကားတဲ့နဲ့ကြိုက်မှကျွန်တော်ဒီဘက်ခေတ်စီမံသားရွေးကောက်ပွဲကတော့လေအဲ့ဒီချိန်မှာစီမံသားလူကြီးလို့ဘုလူကမဲဆွဲအဲ့မှာမန်းလေးမျိုးနောက်ခံပကြီးကားလေးကိုကျွန်တော်ရေးလိုက်တိုက်ဒီရန်နာဝန်သေးလိုဟာမျိုးတိုက်အမြင့်ကြီးနေတယ်အဲ့ပေါ်မှာကားပေါ်မှာမဲဆွဲအောက်ကပြေးတဲ့အောက်ကလူနှစ်ယောက်ကလည်းပြောနေတာစကားအပေါ်ကလူကဘာပြောလို့မန်းလေးမျိုးတော်ကြီးကိုတဲ့ကဘာအဆင့်ပြီးပေချင်းမို့ကြီးလို့ဖြစ်လာအောင်သူကဒီလောက်လေးပဲပြောနေသူကကိုယ်စလေဖြစ်ခဲ့ရင်ကဘာအဆင့်ပြီးပေချင်းမျိုးကြီးလို့ဖြစ်လာအောင်အဲ့မှာတိုက်တွေမှာတင်းစာတွေနဲ့ရွှေဆိုင်ဘာညာပေါ့အဲ့ဟိုတယ်ကဘာဟိုတယ်တရုတ်နာမည်ကြီးပဲအဲ့ချိန်မှာအဲ့အောက်ကလူနှစ်ယောက်ကဟုတ်တယ်တော့လေအခုတော်တော်တူးနေပြီအခုတော်တော်တူးနေပြီပြောချင်တာသူချင်းမင်းသားရေးခံရင်သူပေချင်းမျိုးကြီးလို့ပြောင်းလုပ်ပေးမယ်တဲ့ဒါကစကားလေးဒါလေးပါပဲဒါအမတ်တရားလေးတွေပြောပြတာကားတိုင်းကိုလည်းရေးလို့ရတယ်ဒါပေမဲ့ခလုတ်တွေကိုမှတ်ထားရတယ်ဘယ်ချိန်မှာဒီကာတွန်းရေးရမယ်ဆိုတော့အဲ့ကာတွန်းရေးမဲ့လူကတိထားဒါမဲဆွဲတဲ့အချိန်ဆိုမဲဆွဲတဲ့အကြောင်းလေးနောက်တစ်ခါရိုးလေးပါမဲဆွဲတဲ့အချိန်မှာစောင်းဘုဒ္ဓနဲ့နားကြီးရလေနော်နားကြီးတော့ကျွန်တော်ရေးတာချင်းမင်းနန်းတော်ကြီးရေးလိုက်နန်းတော်ကြီးဝင်ကြီးနှစ်ပါးသုံးပါးအောက်မှာထိုင်နေအဲ့ဒီမှာဘေးကပြောတဲ့စကားရှိပြီးတော့ကြီးငိမ့်ညံ့သွားပြီထင်တယ်တဲ့အကုန်လုံးနားတွေကိုအေးသွားတာပဲတဲ့အဲကြောင့်ဝင်ကြီးတစ်ပါး6မှန်လားပါတဲ့စီပင်တာယာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပြီးသွားပါပြီဗျာအဲ့ဒီရေးပြပါလေလူလူအတန်လူလူခန်းစားချက်ကိုနားဆင်ပြီးမိမိရဲ့ဖန်တီးပုံဖော်မှုတွေနဲ့ရေးသားတဲ့အခါပြောင်ရောက်တဲ့ကာတွန်းလက်ရာတွေကိုစာဖတ်သူများကဖတ်ရှုခန်းစားနိုင်မှာဖြစ်ပါတယ်။ဆက်လက်ပြီးမေးကြည့်ခဲ့တာကတော့ဆရာကာတွန်းစိန်မိုးရဲ့တနေ့တာဖြတ်သန်းမှုတွေနဲ့ဆရာဘဝတစ်လျှောက်ဘလို့ဆောင်ပုံမျိုးတွေကိုလက်ကင်ထားပြီးတော့ဆောင်ရွက်ခဲ့တယ်လဲဆိုတာပါ။ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်။တနေ့ကချက်တမ်းမှုကခါတိုင်းဒီရွယ်တော့မဟုတ်ဘူးနော်9လ6လလောက်ရှိပြီခဏကျမရေးရခဏနားနေတာသို့တော့မနေ့နင်းနာနဲ့ကျွန်တော်ကတ်တော့ရေးမယ်ပါတီဖြစ်တယ်ပို့စီဖြစ်တယ်မပို့စီဖြစ်တယ်ကတ်တော့ရေးမယ်ကိုကြိုက်တဲ့ပကြီးကားလေးတွေရေးမယ်အထူးသဖြင့်ဆရာပေါ်ဦးတဲ့သူဆရာဦးဝင်းပေတို့ကားလေးတွေနော်အခုကတော့ပကြီးလက်ပတ်သက်လို့ကနောက်တစ်ခါစာဖတ်မယ်နော်တနေ့ကိုဖတ်ချင်တဲ့စာလေးတွေမှတ်ထားပြီးစာဖတ်တယ်ညနေကလေးမှတ်ထားတယ်ဘေးဆောင်ကနေဘေးဆောင်အပြိုဘက်တွေရောမဖတ်ဘူးလားဆိုတော့ဖတ်ခဲတယ်နော် apply ဖြစ်တယ်ပေါ့နော်ကိုယ့်အတွက်အသုံးကျမယ်ဟာနော်ကာတွန်းဆိုလဲကာတွန်းအတွက်အသုံးကျမယ်စီးပွားရေးဆိုလဲစီးပွားရေးဘာသာရေးဆိုလဲဘာသာရေးကိုယ့်အတွက်အသုံးကျမယ်စာတွေဖတ်ဖြစ်တယ်နော်ငယ်တော့အစုံဖတ်ပါတယ်အခုတော့ကျမရေးတိတ်မကောင်းတဲ့ခါကျတော့အိတ်ချိန်ဖတ်နေတာတကယ်လည်းတိုက်တွေပဲရှိတယ်နော်တနေ့တာဖြတ်တမ်းမှုအနေနဲ့ပြောရရင်မနေ့ပိုင်းလင်းလာနဲ့စာတော့အနည်းဆုံး1နာရီလောက်ဖတ်တယ်ဒီနေ့ဗာတင်ရမလဲကလေးတွေအဲဒါဘာကလေးလာထားမယ်ကလေးတွေသူတင်ပြင်ဆင်ရတယ်ကိုမှတ်တဲ့နာကိုမှတ်စုထုံးစင်တာထုတ်တယ်နော်အဲ့ဒီထဲမှာနောက်တစ်ခါပကြီးရေးချင်စိတ်ပေါက်လာတယ်ကတ်တော်ရေးချင်စိတ်ပေါက်လာတယ်ဆိုဒီနေ့1နာရီ2နာရီရေးတယ်ပြီးရင်အလုပ်သွားတယ်အလုပ်ဆိုတော့ကြောက်ဝိုင်းမှာကျွန်တော်ကြောက်မြက်ဆိုင်လေးနဲ့စောင်းဆိုင်လေးတို့ဖွင့်ထားတယ်နောက်တစ်ခါဒီစောင်းဆိုင်ကအရင်တော့လမ်း80 3334ကြားမှာနေထိုင်ရတဲ့ဟိုတယ်မှာရှိတယ်အိမ်ကမြက်ပန်းဆိုတော့နီးတယ်ချင်းချင်းလျှောက်သွားတယ်ပြီးညနေပိုင်းနော်တကယ်ချင်းနဲ့တွေ့မယ်မနေ့ပိုင်းတကယ်ချင်းတွေလာခေါ်မယ်စကားပြောမယ်နော်ဆိုင်အတွက်လှုပ်ရှားကြီးတာလုပ်ပြီးပြန်အိမ်ပြန်လာရင်စာဖတ်တယ်ပြောချင်တာစာဖတ်ခြင်းအပြင်ဘာလုပ်ငန်းမဲ့လုပ်လို့လူကစာဖတ်တယ်ကိုယ်လုပ်ငန်းနဲ့တိုးတက်ကြောင်းရှာဖတ်တာတစ်မျိုးတခြား knowledge ပေါ့ဘုဒ္ဓတာဖြစ်ဖတ်တာလည်းဖတ်တယ်နောက်ဥပဒေစာအုပ်တွေနောက်တစ်ခါဥပဒေစာအုပ်တွေနောက်တစ်ခါတခြားဘုဒ္ဓတာဖြစ်မဲ့စိတ်ဓာတ်နဲ့အာမန်ဖြစ်မဲ့စာအုပ်တွေနောက်အောင်ဝင်းစိတ်ပညာဆိုရင်များသောအားဖြင့်နပိုလီယန်ဟီးရဲ့စာတွေနော်ဆရာကြီးရွှေဦးတော်ရဲ့ဒရဲကမတန်းလို့အဲ့ဒီမှာမှဆရာကြီးရွှေဦးတော်ရေးတဲ့အကြံဉာဏ်ဖြင့်ကြီးပွားရေးလို့ဒါတွေကခဏဖတ်ဖြစ်တယ်ဆရာကြီးလူဦးလာရဲ့လူတစ်လုံးသူတစ်လုံးလို့တက်ကျန်းနေပေါ့အဲ့ဒီຢာတွေထဲမှာနီးနာတွေထားမဲ့စိတ်ဓာတ်တွေနော်ဆရာတော်ရှင်စနက
ဘီဝင်သားရဲ့ကိုချင်းဘီဓမာတို့စာအုပ်မျိုးတွေဖတ်ပြတဲ့နာဆရာနာနာသိန်းဆန်ရဲ့ဘဝသစ္စာနဲ့ဘဝဒိဗ္ဗေတို့ခရောင်းလန်းတို့နောက်ခရောင်းလန်းစာအုပ်လေးတွေဒီမှာဆိုရင်မှတ်သားစရာတွေအများကြီးပါတယ်လူတစ်ယောက်ရဲ့ဘဝမှာလမ်းကြောင်းတွေစိတ်ဓာတ်ဆွမ်းအားတွေဒါတွေပါတယ်ဒါမှမဟုတ်ကျွန်တော်ခေအောင်လန်းရဲ့ဒသနာတွေတခုပြောပြရမြည်သည့်အရာမဆိုဆန္ဒကြီးဟုံမြင့်တာရယူနိုင်ရဲ့ဒီဆန္ဒဟုံပြင်းတယ်ဘာပဲဖြစ်ဖြစ်ဒီစိတ်ဆန္ဒရေးကြီးရဆိုတဲ့အကြောင်းလေးအဲ့အကြောင်းလေးအထက်ထပ်ဖတ်ဖြစ်တယ်ဟာဒါအကြောင်းသင်္ကန်းစာတွေကိုပဲဖတ်တယ်မိကောင်းစိတ်ကောင်းတဲ့ခီးသွားခြင်းတို့ချင်းချက်ဖြစ်သွားစောက်တို့ဖတ်ပြီးရင်ဟောမှာ auto suggestion တို့စိတ်ဆွမ်းရင်တို့ဆရာဦးအောင်ဝင်းစောက်ဒီဖတ်ဖြစ်ပါတယ်တော်တော်များများစာကောင်းပေမုံတွေများများဖတ်ဖြစ်တယ်စာအုပ်ဆိုင်ထောင်ကျင်းအဖြစ်ကိုကစာအုပ်ကိုတည်တံ့ရင်းပြီးဝယ်တာမလို့တော့ဆိုင်တွဲဝယ်နေကိုဖတ်ဖို့လည်းရတယ်ဒါကြောင့်ကျွန်တော်စာအုပ်နဲ့အတန်မွေးတာကိုဝင်တာတယ်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဒါအဓိကမဟုတ်ကိုဘဝမှာအာဟာရပေါ့နှလုံးသားအာဟာရဖြစ်နေတဲ့စာပေတွေဖတ်နေရတဲ့အတွက်စိတ်ကြည်နူးတယ်ဒီတဲ့ရွယ်ဒီနော်အများလက်စဲလုံးစရာရှိရင်လုံးလာလို့ဟုတ်အလုံးရှိရင်တော့လုံးမယ်ကျမရေကောင်းအောင်လုံးမယ်အလုံးရှိရင်မငြင်းမညူလုံးအောင်ဝါနာပါရင်အပြစ်မှန်ခံရမယ်စေတနာဝါဒနာအနစ်နာဆိုတာကျောင်းဆရာမမဟုတ်ဘူးဘေပညာပဲသင်ပေးပြီးအဲ့ဒီသုံးချက်တာကင်တိုင်းဘယ်မဆိုဝင်ဆန်းလို့ရတယ်ကလေးတွေဒါပြောတာဒီတော့အခုဆရာပညာသင်တော့ရနော်ဒီပြည့်နေကသင်နေတယ်ဆိုလို့သင်ပေးလိုက်ဒီဆောင်လေးငါတို့လိုချင်တယ်ဆိုတော့ခုပေးလိုက်အဲ့ဒါမှပညာပြတ်မွားမှာငါတယောက်တည်းချိတ်စားလိုက်မယ်ချိတ်လေးလာလိုက်မယ်မလုံနဲ့ဒီဆောင်ကြီးပိုင်အောင်နဲ့မကြီးမတတ်သေးဘူးဆောင်ကြီးဝယ်ထားတာငါဝယ်ပြီးပြီဒါဆရာကမောင်ဆန်းဆောင်ပြီးချစ်ဆောင်ကတ်တန်းဆောင်ဝယ်ပြီးပြီဝယ်ပြီးမြဲတဲ့ပုံဘယ်နှပုံလေးကျင်တုံးဆိုမလေးကျင်မတတ်သေးဘူးအဲ့လိုပြောဖြစ်တာပေါ့နော်ဆရာရဲ့တနေ့တာဖြတ်သန်းမှုတွေကိုနားဆင်ရင်ဖက်ရှိုလေးလာတင်တဲ့စာအုပ်တွေအကြောင်းကိုပါသိရှိခွင့်ရခဲ့တယ်လို့ရည်သည့်ပညာရက်ကိုပဲဖြစ်ဖြစ်မျှဝေတတ်ရမယ်ဆိုတဲ့နည်းလမ်းတွေကိုပါသိရှိခွင့်ရခဲ့ပါတယ်ရှင်။နောက်ဆုံးအနေနဲ့မန်းသူကျွန်တော်မေးကြည့်ခဲ့တာကဆရာရဲ့ကာတွန်းပညာမွေကိုယူထားတဲ့မျိုးဆက်ရှိသလားဆိုတာနဲ့ကာတွန်းပညာဝါသနာပါတဲ့မျိုးဆက်သစ်တွေအတွက်မှတ်သားရမယ့်စကားတွေပဲဖြစ်ပါတယ်ရှင်။ဒီအကြောင်းကိုလည်းပရိသတ်များကနားဆင်ပေးပါအောင်ရှင်။စနီးနာမည်ဒေါ်ဆန်းဆန်းဝေတဲ့စာအုပ်ဆိုင်ကိုဦးစီးတာပေါ့နော်အခုတော့ခဲအောင်စာပြီးပိတ်တာဒါတန့်စင်မိုးတဲ့အကြီးဆုံးကဒုတိယသမီးကဝေယံမိုးတဲ့တတိယသမီးလေးနာမည်ကနေကြီးမိုးထက်တယ်တာသမီးသုံးအောင်ရှိတယ်မျိုးစတီတာသမီးကမရှိဘူးတပည့်တွေတော့ရှိတယ်တပည့်လေးတွေကလည်းအခု7တန်း9တန်းလေးတွေပေါ့နောင်တစ်ချိန်ဒီကောင်တွေကကတော့ဆရာပြမဲ့ကောင်သူတို့လည်းအဲ့စိတ်သွင်းလာဝါနာပါရင်ရေးပြီးတော့ဆရာနဲ့ချင်းကပ်ပြီးတော့တခြားလေးလာဆရာနဲ့စောကြီးလည်း self study လုပ်လို့ရတယ်တော့ဆရာအောင်ပြီးရစာအုပ်ဆိုရင်တော်တော်ကောင်းတယ်သို့သောခဲရန်ကင်တာအစားပါပါတယ်ပြောချင်တာခဲရန်ကင်တမ်းမှလည်းသူကပုံမှန်ထွက်တာပုံလည်းတော့မျိုးဆက်တဲ့အနေနဲ့ဘာဖြစ်ဖြစ်အခုနေရအများကြီးပဲလေးလာကြရတယ်ကလေးတွေတော်တော်များများဒီ YouTube ကနေသိနေပြီမျိုးဆက်တဲ့အနေနဲ့နေရာကျန်တယ်တိုးရမှာနေရာရှိတယ်စီးချောင်းရှိတယ်အဲ့စီးချောင်းကိုသိဖို့လို့စီးချောင်းကိုသူတိုးတာဒီကနေ့စိတ်ဝင်ပြီးတော့တကယ်လှုပ်ရှားနေသူကအဲ့ဒီကဘာဖြစ်အဆက်မပြတ်တယ်ပေါ့နောက်အားလုံးကဒီဝါသနာနဲ့အသက်မွေးဝမ်းကြောင်းမဖြစ်တဲ့လူတွေဇွဲရောတာအသက်မွေးဝမ်းကြောင်းဖြစ်အောင်ကျွန်တော်အဲ့လမ်းကြောင်းပေါ်တင်တာဒါမင်းရေရောင်းစားလို့ရတယ်လို့ပြောရောင်းစားလို့ရတယ်ဆိုတာကိုပကြီးပညာနဲ့ရောင်းစားတယ်ဘာဖြစ်မှာတော့ဥပုပ်တဲ့ဟိုမှာတမိတဲ့ဥပုပ်တဲ့ပုံအဲ့ရေးခိုင်းလာတာဝဲလာတာဆရာကိုယ်တိုင်ဝဲလာတာတပည့်ကိုအဲ့လိုမြေတော်မြောက်တာဟိုလုံငန်းနဲ့တုံးတဲ့ကောင်က1000နဲ့ဝယ်ဘောင်သွင်းလာတာ1000ကျကလေးကိုအဲ့လိုမြေတော်မြောက်တယ်သူစိတ်တဲ့ပိုင်းဆိုင်ရမြင့်ဘာဆရာတဲ့သူတို့ကားတွေတယောက်9စီရောင်းအောင်တကား1000နဲ့9ကားဆိုတော့9000ပြောချင်တာကိုသင်တဲ့ပညာနဲ့အသက်မွေးလို့ရတယ်ဆိုတဲ့ idea ကိုသူတို့ message ကိုပေးတာဒါသင်တော့ကောင်းပြီးတာပဲလကားပဲဘီလို့ချမ်းသာတာဘယ်နှယောက်ရှိတော့လို့အဲ့လိုပြောတဲ့လူတွေကအဖြစ်စကားတွေပြောတယ်မင်းတို့အဲ့ဒီစကားတွေနားမရောက်အောင်အဲ့ဒါတွေကမင်းတို့အတွက်အပြုသဘောဆောင်တဲ့စကားမဟုတ်ဘူးဖြစ်စုဖြစ်စည်းပြောတာဘယ်ချိန်နေဘာပဲဖြစ်ဖြစ်ကိုလုံးဝမဲ့အလုပ်ကိုလူငယ်လဲလူငယ်လူကြီးလဲလူကြီးခဏစောစောကပြောသလိုထမ်းဆောင်အောင်မဲ့တာဝန်တစ်ခုတော့လက်လူရှိလို့မရအောင်လုပ်ကြအောင်ခက်ဝင်ဝန်ထမ်းခက်လန်းကိုလျှောက်တတ်နိုင်မြကိုကစိတ်ကမကြောက်ဘူးအဓိကစိတ်ဓာတ်ရေးကြီးတယ်ဘာပဲဖြစ်သူတို့အများတွေ့နေရတယ်ကိုပဲ fight တယ်မို့တယောက်အားထဲတာနော်တယောက်အားမွေးတာတယောက်ရိုင်းမင်းတဲ့စိတ်လေးတွေကျွန်တော်ကျင်းနေပါတယ်တချို့တွေ့ရပါတယ်အမှုပညာနဲ့ပတ်သက်လို့အားလုံးစိတ်ဝင်စားတဲ့အမှုပညာလှုပ်ရှားမှုလေးတွေတယောက်အားပေးချီးမြှောက်ပြီးတော့သွားတာကောင်းပါတယ်သင်တန်းလေးလည်းခေါ်ရင်လာပြတယ်အခုတကယ်တကြောင်နဲ့ဆရာနဲ့တင်ခုနဝါနာတူတဲ့တူနဲ့ပဲပေါင်းနော်အမှုပညာကတော့မဝေးနဲ့ပါအာက
ပိတ်တီမမဟုတ်ဘူးအတော့လီပြီးနော်နေတိုင်းလာတဲ့အမှုပညာပါဒါကိုကျမကြီးမကောင်းဘူးဆိုရင်ကျမကြီးနဲ့လည်းအတ်ပဲဆေးတောင်းမှပါညာအဆက်ဖြစ်တယ်အတ်ကဘယ်သူနဲ့မှမစိမ့်ပါဘူးအတော့ကုကင်းချက်တာပြုတ်တာလည်းအမှုပညာပဲအမှုပညာနဲ့အားလုံးကဂရုမစိုက်တဲ့အမှုပညာတွေဟိုတလောဟုတ်ဂရုမစိုက်တော့အမှုပညာတွေမှာပါလာပြောချင်တာအမှုပညာနဲ့ဒုံမဝေးအောင်နေရထိတယ်ဆိုရင်တော့လေးတော့ထိတာဒီတဲ့ကိုစိုက်ပြီးတော့အမှုပညာကြီးပဲလုပ်မယ်ဆိုတော့မဖြစ်နိုင်အားလုံးကစီဝေးတစ်ပိုင်းနဲ့ရက်တီမှုအတွက်အတင်ဝန်းကြောင်းတစ်ခုရှိရတော့တကယ်ပကြီးနဲ့အောင်မြင်သွားရင်ဆိုတော့ဘာမှမတူတော့ဘူးကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ဟိုပြောချင်တဲ့အားတွေကများနေတော့ကိုတစ်ဆုပ်နေပါတယ်ဒါပဲဖြစ်ဖြစ်တောင်းလဲတွေ့ချင်ပါသေးတယ်ချိန်မီ ready ပါကျမ်းပါပါတယ်ကျမ်းသာပါတယ်တမီလည်းအောင်မြင်ပါစေပရိသတ်များရှင်ကာတွန်းပညာဆိုတာစာနယ်ရေးပြီးဝေဖန်တဲ့အခါမခံနိုင်ဖြစ်တဲ့ကိစ္စရပ်တွေကိုကြကြလက်ကြထိထိမိမိစွမ်းဆောင်ပေးနိုင်တဲ့ပညာရပ်တစ်ခုဖြစ်တာကြောင့်ကာတွန်းပညာရှင်တွေဖော်ပြလိုက်တဲ့ကာတွန်းပြကွက်တစ်ကွက်ဟာဖက်ရှုလိုက်ရတဲ့တစ်ချိန်တည်းမှာပဲဖြစ်ပျက်နေတဲ့လူမှုထုံးတမ်းဓလေ့တွေအပြုအမူတွေနဲ့နိုင်ငံရေးအခြေအနေတွေကိုထင်ဟပ်ဖော်ပြနေတာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်တန်မိုးရှိတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ဒီလိုအဖို့တန်လာတဲ့ပညာရပ်တွေကိုပုံမတိုးတက်ထွန်းကားလာဖို့ဆိုတာကာတွန်းပညာကိုစနစ်တကျသင်ပေးမယ်ဆရာတွေရှိဖို့လိုတယ်လို့သင်ယူခြင်းတဲ့မျိုးဆက်သစ်လူငယ်တွေလည်းများစွာရှိနေဖို့လိုအပ်ပါတယ်ရှင်။ဆရာကာတွန်းစိန်မိုးကတော့အခုချိန်မှာကျမ်းမာရေးမကောင်းပေမဲ့လည်းဆရာနေအိမ်မှာပဲမိသားစုတွေနဲ့အတူတူနေထိုင်ရင်းနဲ့မျိုးဆက်သစ်ကလေးငယ်တွေကိုကာတွန်းပညာအမွေပကြီးအမှုပညာအမွေတွေကိုပျော်ရွှင်စွာဖြန့်ဝေပေးလျက်ရှိပါတယ်ဆိုတာကိုပြောကြားရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်။ဒါဆိုရင်သူမိဘပြည်သူအပေါင်းကလည်းမန်းသူကျွန်တော်တို့မန္တလေးအစီအစဉ်ကနေပြီးတော့ကျွန်တော်တို့မန္တလေးမြို့ကဆရာကာတွန်းစိန်မိုးရဲ့အကြောင်းတတိယပိုင်းကိုနားဆင်ခဲ့ရလို့ဂျင်းနဲ့နှစ်သက်ကြမယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်လည်းမန္တလေးရဲ့အထင်ကရသမိုင်းဝင်နေရာတွေတေမြုပ်ဖြတ်ခွဲလို့နှီးပါဖြစ်နေတဲ့အမှုပညာရပ်တွေနဲ့12လရာသီပွဲလန်းသဘင်အခမ်းအနားတွေမန္တလေးရဲ့စားစရာတွေကြော်ကြားထင်ရှားလူသိများတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်စနေတနင်္ဂနွေနေ့မနက်9 နာရီအချိန်မှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုစောင့်မျှော်လို့အပိနာစမောင်းရှင်။နားဆင်သူချစ်ပရိသတ်တွေအားလုံးလည်းကျမ်းမာပျော်ရွှင်အောင်မြင်သောနေ့ရက်ပေါင်းများစွာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။